ပြီးတော့ဘုန်းကြီးမိမလို့မခေါ်မိတာကံကောင်းဖွားသီလာဆိုဟောဘာတော့စံလေးမရတဲ့လောင်းပြီးတော့ဖွားသီလာတို့အကြောင်းပါလေလို့ကျွန်တော်ဘုန်းကြီးသေးသေးလေးလိုက်လုတ်ချင်တယ်လုတ်လို့ရမလားဟင်းနဲ့မင်းဘာပြောတာလဲကျွန်တော်ဖွားသီလာတို့အကြောင်းမှာဘုန်းကြီးသေးသေးလေးလိုက်လုတ်ချင်တယ်လုတ်လို့ရလားဟောမင်းကိုရင်ဝှက်ချင်တယ်လို့ပြောတာလားအေးဟုတ်တယ်ဗျာအေးဟုတ်တယ်မင်းအမေတွေကခွင့်ပြုလားပြုတယ်ညပြောပြီးပြီကျွန်တော်ဒီနေ့ဗမာလုံးမလို့ပြောပြီးသွားပြီအခုတော်ပဲဖွားသီလာဟဲ့မသားလေးငါ့ကိုဖွားသီလာလို့မခေါ်နဲ့ဟာဘာဖြစ်လို့ငါမကြိုက်ဘူးဟုတ်ကဲ့ဘယ်လိုခေါ်မလဲငါ့ကိုဆရာလေးလို့ခေါ်ဟုတ်ကဲ့ဆရာလေးပေါ့သူကြိုက်တော့လဲသူကြိုက်တိုင်းခေါ်ပေါ့ဆရာလေးပေါ့ဘာပြင်မန်းတာမလို့လောက်စမဆရာလေးတို့ကြောင်းမှာကျွန်တော်ဖုန်းသေးသေးလုပ်ချင်မဟုတ်ဘူးအဲ့ဒါကိုရင်ဝတ်တာလာရတယ်မင်းမိဘခွင့်ပြုတယ်ဆိုရင်ရတယ်တော်တယ်နော်အဲ့ဆရာလေးတစုံဆန်အတွက်နဲ့ဗျောင်းဆန်အောင်ကဘာမပတ်တော့ဘူးဗုဒ္ဓဘာသာတဲ့ဝင်မဲ့ကလားလေးလက်တွေ့ရောလာကြောင်းပြန်မယ်ဒီနေ့သူ့အတွက်စွန်းတဲ့တန်ဖိုးရှိတာရတယ်လို့နှလုံးသွင်းပြီးတော့တခါတည်းဒီကလားလေးကိုခေါ်ရတယ်ဘယ်ကိုခေါ်လဲဘုန်းကြောင်းလမ်းမှာသိနေဘုန်းကြီးနဲ့စကားပြောရင်မင်းပြောတဲ့လားဘာလို့မပြောတယ်မလဲရိုးသေးသေးလေးစားပြောရတယ်မှန်ပါဗျာတင်ပါဗျာအဲ့လိုတွေပြောရတယ်အိုးအဲ့ဒါမျိုးကျွန်တော်ပြောတတ်ပါတယ်ဖွားသီလာလားမပူနဲ့ဘာဖွားသီလာလဲမသိလို့ပါမိဘလို့ဆရာလေးဟုတ်ပြီအဲ့ဒါမပူနဲ့ကျွန်တော်ဟိုရောက်ရင်အစင်းပြပြောပါမယ်ဟိုလေးရောက်တော့ဘုန်းကြီးတွေ့ပါလေဘုန်းကြီးသေးသေးလေးဗျအကောင်သေးသေးလေးထိုင်ကြော့ဆိုတော့သူများကြော့တော့ကိုလည်းကြော့တာပေါ့ဘယ်လိုကြော့ခဲ့လဲလို့မင်းဒီလိုကြော့ခဲ့ပါတယ်ဒီလိုပုံစံတိုင်းဘာဖြစ်လို့လဲလို့မေးမွတ်စလင်ဘာသာမှာကြော့တယ်အဲ့လိုကြော့တာဟုတ်အဲ့ဒီဥစ္စာကြီးကိုကဆွဲတော့အဲ့တိုင်းကြော့တယ်ဘုန်းကြီးစောင့်ကြည့်ဘယ်လိုကောင်သားခေါ်လာပါလိမ့်အဲ့ဒါဆရာလေးကိုမေးတော့နင်ဘယ်လိုကောင်ခေါ်လဲမဟုတ်ဘူးကိုရင်ဝင်းမလို့တယ်ဒီကလားလေးကသူ့အမေဖေကခွင့်ပြုလို့ပြောတယ်ဟုတ်လားဆိုတော့အင်းဘာဖြစ်လားဘေးနာဘာဖြစ်လဲပေါင်ညောဆွဲလိုက်တယ်ဆိုမင်းဘာလို့မင်းဟုတ်လားမင်းကိုရင်ဝင်းချင်တာဟုတ်လားမှန်လားပါဗျာကျွန်တော်မျိုးကြီးတန်တော်တင်ပြစီဗျာရွှေကောင်းမြောင်ကာတွန်းဖတ်ထားတယ်လေရွှေကောင်းမြောင်ကာတွန်းထဲမှာဘယင်နဲ့ပြောတာသွားတတိရတော့အဲ့ဒီချပြီအဲ့တော့မဟုတ်ဘူးမင်းအမေဖေကခွင့်ပြုရလားမှန်လားပါဗျာရှင်မင်းကြီးဗျာကျွန်တော်မျိုးကြီးဆိုတော့ဘုန်းကြီးတော်တော့ကွာဘယ်လိုကောင်းလဲမသိဘူးအဲ့ဒါခဏလေးနေရောဘုန်းကြီးစွန်းစားမယ်စွန်းစားမယ်ဆိုတော့ဘာလုပ်လဲစွန်းကဲစွန်းစားမယ်စွန်းကဲဆိုတော့ဘလူးမှမရှိဘူးဖွားသီလာတယောက်နဲ့ဒီကလားလေးတစ်ကောင်နှစ်ကောင်မှရှိတယ်နှစ်ကောင်ကစွန်းကဲဆိုလို့ဖွားသီလာဘာလုပ်လဲခုံသွားပြီးကြိုက်တယ်ဘုန်းကြီးကဟိုလာကက်လေးတဲ့အဲ့တော့တရားဘာလုပ်လဲပြေးသွားပြီးတော့ဘုန်းကြီးနာကိုရင်ဝင်နဲ့ဝင်ပြီးတော့ကတ်လိုက်တာတိုးလိုက်တယ်အဲ့ဘုန်းကြီးဟင်းမဘာလုပ်လဲကက်ဆိုကတ်တာပေါ့ရေမချိုးတာ10ရက်လောက်ရှိနေကလေးစုံနံမှာပေါ့ဘုန်းကြီးတင်းတုံးထုတ်တယ်ကတ်မရဘူးအတင်းကတ်တာပဲမဟုတ်ဘူးတဲ့ဖွားသီလာအဲ့လိုမဟုတ်ဘူးတဲ့ဘယ်လိုလုပ်ရမလဲခုံမမှာခမရတို့ဗမာတော်တော်ရှုပ်တာပဲခုံမဆိုမလို့ပြောပြဘာမှမသိဘူးလို့ပြီးလဲပြီးတော့ဘုန်းကြီးကခုံမလို့ပြီးတော့ဘာလုပ်လဲစုံဖုံးမယ်စုံဖုံးတာဘာလို့ပြီးတော့ဘယ်ဟုတ်မလဲထမင်းစားတာထမင်းစားပြီးတော့သူဘာလုပ်သေးလဲကိုဒီတက်မယ်ကိုဒီဆိုဘာပါလဲမသိဘူးနောက်မှအိမ်သာသွားတာသွားလို့ပြောတယ်ပြီးရောပေါ့မဟုတ်ဘူးကိုဒီတက်လက်တက်ပြီးပြန်လာဘုန်းကြီးကငါကျင်းအောင်မယ်ဆိုတော့ကိုကဗျာပြရတာဗောဘုန်းကြီးမျက်နှာချုပ်သေးတော့ဖင်သွားပုတ်ပေးရတာဘာဖြစ်လဲဖင်ကျင်းတာအောင်မလို့ခင်ဗျားတို့ကရည်တာဟိုမှာမရည်ခဲ့ဘူးချွေးကိုပြန်ခဲ့တာကြောက်နေတာအစင်ပြေးမှဘာဖြစ်လဲကိုရင်ဖြစ်မှာအစင်မပြေးမဖြစ်ဘူးအဲ့တော့ဖင်ကိုခင်ဗျားသွားပုတ်ဘုန်းကြီးမင်းပါလို့တယ်ကျင်းတယ်ဆိုနော်ဘာဘူးကျင်းတယ်ဆိုတော့ကျွန်တော်လုပ်ပြတာလေဘာဘူးရဲ့ဘာဘူးလဲမေးလို့ဗျာအရှင်မကြီးရဲ့မေးလို့ပါခုမှခြားတဲ့ဘက်ကိုရမ်းပြီးလဲပြီးရောစွန်းလဲစာရောဖုံးပြီးလဲပြီးရောဒီဖွားသီလာနဲ့ဒီကြောင်းသားနဲ့နှစ်ယောက်တွေ့ရပါလိရောတော်လေးတွေရောဖွားသီလာမင်းဗမာလောက်တော့မလို့လားလုံမယ်လုံရင်ရောဝတ်သားစားဖွားသီလာရဲ့အဲ့လိုမရပါဖွားသီလာဒီပါဆရာလေးရဲ့ဝတ်သားတော့နောက်မှလုပ်ပါမရဘူးဗမာဖြစ်ရတဲ့ဆိုရင်ဘာလုပ်ရမလဲဝတ်သားစောင်းစားခက်တာပဲကဲဖြစ်ကျင်တော့လေပြေးကြဆိုတော့ဝတ်သား3တက်သားတဲ့နောက်မှတည်တာဗတ်ဒီသားကို
အတုံးလိုက်ယူပါစတဲ့ထက်လိုက်တော့ပရော့တော့ပြန်အန်တာဗောဘာဖြစ်လို့လဲငယ်တင်နေ့ကမစားဘူးတဲ့အသားတကူရုပ်တရက်ကြီးတော့ဘယ်ရမလဲနင်းဖဲ့စားရင်တော့ရမှာဗောရုပ်တရက်ကြီးကတော့စရက်ပိုင်စရက်ဝင်တယ်ရေစိတ်ညစ်သွားတော့ရမှာဗောအခုရုပ်တရက်ကြီးဝုန်းနဲ့ထက်တော့မရဘူးမျက်လုံးထဲမှာမြေပိုးပေါ်ထွက်လာတာအဲ့တော့မှဖွားသီလာအမလေးရေလိပဲတိုက်ပါလီရဲ့စိတ်ဖြစ်ပါနဲ့နောက်ကျတော့ရမှာဗောဖြည်းဖြည်းဖွားသီလာကျွန်တော်ဝတ်သားမစားတဲ့ကျွန်တော်ဘာမှမဖြစ်တော့ဘူးလားဟိုဖြစ်မှာပေါ့ကွာနောက်ကျတော့ကျင့်ပြီးမှာပေါ့ဟုတ်ကဲ့အဲ့လိုနဲ့ဇလန်းစရင်နဲ့ပိတ်ဆုံးတူတူချင်းပဲပြောတော့မနော်ဘဝပိုင်းကိုရင်ဖြစ်ခဲ့တယ်ပေါ့1339ခုနှစ်တပေါင်းလာဆန်း10ရက်စနေနေ့အေယာဝတီတိုင်းပန်းတနော်မြို့တတိပဋ္ဌာန်ကျောင်းဆရာတော်ဗဒ္ဒန္တပညာဒီပကိုဥပိ္ပစေပြုပြီးတော့ဦးစင်းကိုရင်ဖြစ်ခဲ့ပါတယ်တနည်းအားဖြင့်ပြောလို့ရှိရင်အမောင်လမ်းမတီအလင်းလန်းစီတို့စတင်ချင်းင်းဝင်ရောက်လာပါတယ်လူဖြစ်ကမတ္တဖြစ်မျက်နှိုးတွေ့တာစရာမဟုတ်သေးလူဖြစ်ကမတ္တဖြစ်ချစ်ခင်စရာမျက်နှိုးစရာတွေ့တာမမောစရာမဟုတ်သေးဗုဒ္ဓဤဓမ္မဖြစ်အတိတ်တပံမွေးဖွားမှသာလျင်ချစ်ခင်စရာတွေ့တာစရာမျက်နှိုးစရာအစစ်ဧကံဖြစ်တော်၏လူဖြစ်ကမတ္တဖြစ်မနုဿတ္တဘာဝဒုံလဘဟုမကြွေးကြော်ထိုက်သည်ဗုဒ္ဓဤဓမ္မဖြစ်မွေးဖွားမှသာလျင်မနုဿတ္တဘာဝဒုံလဘဟုကြွေးကြော်ထိုက်တယ်လို့ပြောတဲ့အတိုင်းမနုဿတ္တဘာဝဒုံလဘလို့ကြွေးကြော်နိုင်လောက်တဲ့ပပ္ပဇိတဘာဝဒုံလဘကို1339ခုနှစ်တပေါင်းလာတဲ့10ရက်နေ့မှာရရှိပြီးတော့ကိုရင်ဖြစ်ခဲ့ပါတယ်ကိုရင်ဖြစ်တဲ့အချိန်ကျေးဇူးရှင်ဖြစ်တဲ့ဒကာကြီးဥက္ကန္လဒကမကြီးဒေါ်မြစိန်တို့မိတယ်ဒကာကြီးကိုရင်တော့ဖြစ်ပြီတကိုးရှင်ရဲ့တပည့်တော့ဖြစ်ပြီဗမာဖျားရဲ့တပည့်တော့ဖြစ်ပြီဘာတွေလောက်ကမလဲဘာတွေလိလာဖို့လူလဲလို့မေးပါတယ်မေးတော့ဒကာကြီးဥက္ကန္လကကိုရင်တဲ့ကိုကိုးကွယ်တဲ့ဖျားเจ้าကိုဘာဖြစ်လဲသိတဲ့နေကိုရင်တဲ့ကိုကိုးကွယ်တဲ့ဖျားเจ้าကိုသိတဲ့နေကိုကိုးကွယ်တဲ့ဖျားရဲ့အဖေရဘာလို့လဲအမေရဘာလို့လဲဒီဖျားကဘယ်နိုင်ငံကလဲဒီဖျားကဘာတွေလုပ်ခဲ့လဲအတိတ်သမိုင်းကဘလို့ရှိလဲဆိုတာတွေကိုမသိသိဘူးလားသိသိနေအဲ့တော့သိဖို့အတွက်ကိုရင်စာဖတ်မှရမယ်အဲ့တော့ဘာစာအုပ်ဖတ်လဲလို့မေးကြီးတဲ့လေးတဲ့ဆရာတော်ဘုရားကြီးတဲ့ဇိနထပကာသနီစာအုပ်ကိုဖတ်ပါဆိုပြီးတော့ပေးပါတယ်အဲ့စာအုပ်ထဲမှာကပုံနေပါတော့ကလေးလေးကိုရင်လေးတယောက်နေနေဘာဖြစ်လဲသဘောကျတယ်စိတ်ဝင်စားတယ်စိတ်ဝင်စားတော့ဖတ်ပြီးစပါပြီဗျာစိတ်ဝင်စားတော့ဇိနထပကာသနီကိုစတင်ဖတ်ပါတယ်ဗုဒ္ဓဘာသာတူဖြစ်လာတယ်ဆိုရင်ဘာတွေတော့သိတယ်လဲလို့မေးအလောင်းတော်ရဲ့ကျင်လေခဲ့တဲ့950ဇက်ပင်လေဇက်ကြီး10ဘွဲ့သိတယ်ဘာဖြစ်လို့လဲငါတို့ကိုးကွယ်တဲ့ဘုရားဒီဘုရားဖြစ်မှသာတော်သည်တက်သည်ထက်သည်မဟုတ်ဘုရားဖြစ်မှသာပေးဆက်တော်သူဖြစ်လာသည်မဟုတ်နုစဉ်ဘဝအလောင်းတော်ဘဝတွေကဘာဖြစ်လဲပေးဆက်ခဲ့တော်သူဆိုတာသိဖို့အတွက်ဖြည့်ခဲ့တဲ့ပါရမီတွေကိုကြည်ညိုဖို့အတွက်ဘုရားရှင်ရဲ့အတိတ်သမိုင်းကြောင်းကိုသိဖို့အတွက်ဘာတွေဖတ်တယ်လဲ950ဇက်တွေဇက်တော်ကြီး10ဘွဲ့တွေကိုဖတ်ထားတယ်ကိုဘုရားကိုကမဲ့ဘုရားရဲ့အကြောင်းကိုပြည့်ပြည့်စုံစုံသိဖို့အတွက်ဇိနထပကာသနီသို့မဟုတ်မဟာဗုဒ္ဓဝင်တွေကိုဖတ်ထားတယ်ကံအားလျော်စွာဒကာကြီးဥက္ကန္လဇိနထပကာသနီကိုဖတ်ခိုင်းပါတယ်ဖက်လက်ဖက်ကောစိတ်ဝင်စားနဲ့လှန်တယ်လက်ယုံတစ်ထောင်ရှိသောလူဆိုးကြီးကံကိုစဖတ်ပါတယ်ဘာဖြစ်လို့လဲကိုရင်ဝိလာတာကဒီအခန်းတွေကိုကြိုက်တာကိုအောင်ကြီးရှိပါကိုကြိုက်တာကြိုက်တော့လှန်ဖတ်တယ်လေလှန်ဖတ်တော့ဘာတွေ့လဲဟိုထဲမှာတော့အပြည့်ပြည့်စုံရေးပြီပေါ့ဖျားဖြစ်မဲ့ညကစုံလာပြင်ညအဲ့ဒီအချိန်မှာဖျားမဖြစ်ခင်အချိန်မှာစောစောပိုင်းမှာဘသူတွေလာလဲတရားမင်းကခရုအင်းကိုမှုတ်နတ်တွေကစောင်းတီးတဲ့လူကစောင်းတီးစာမရီသားမြည့်ရက်ကိုခတ်တဲ့လူကရက်ခက်နော်ရက်ဝင်းကိုရက်ခတ်ပြီးတဲ့လူကခတ်ဗြမာကထီးကိုမိုးတဲ့ဗြမာထီးမိုး1000ဝလာတိုက်မှာရှိတဲ့နတ်တွေဗြမာတွေဟာဖျားဖြစ်မဲ့နေ့မှာအလောင်းတော်စီကိုလာရောက်ခါသားနေတယ်ဒီနေ့ဟာသိတ္တတာဖျားဖြစ်မဲ့နေ့လို့ဆိုပြီးတော့1000သောစကြဝဠာတိုက်မှာနတ်တွေဗြမာတွေလာရောက်ခါသားနေတယ်အဲ့လိုလာခါသားနေတဲ့အချိန်ဝိုင်းပြီးတော့ပန့်ပိုးပေးနေတဲ့အချိန်ဘာလို့လာလဲ
လက်ယုံတစ်ထောင်ကို